ဒီနေ့မှာကျွန်တော်ပွဲစဉ်လေးကတော့အများကြီးတော့မရှိဘူးဗျစပိန်လာလီဂါတို့ပြောမယ်ဆိုအခုလောလောဆယ်ကတော့ brother တို့ပွဲစဉ်တွေကဒီဖလားပွဲစဉ်တွေလာတယ်မနေ့ကလည်းဂျာမန်ကပွဲစဉ်တွေလာတယ်ဒီနေ့မှာလည်းပွဲစဉ်တွေကအများကြီးတော့မရှိဘူးကျွန်တော်ဒီနေ့မှာ EDC ရပွဲစဉ်အတ္တနာနဲ့ဂျူဘင်ပွဲစဉ်နောက်ပြီးကျလို့ရှိရင်စပိန်ကတ်ဆိုရီယက်ဘတ်နဲ့ EDC အတ္တကမတ်ပွဲစဉ်နှစ်ပွဲရှိတယ်နှစ်ပွဲလောက်ပဲကျွန်တော်အနီးကပ်ဆုံးကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ပွဲစဉ်တွေသုံးသပ်ပေးမယ်ပြီးခဲ့တဲ့ရက်ပိုင်းကတော့ကျွန်တော်အလုပ်လေးများနေတဲ့အတွက်ကြောင့်ဘလုံးပွဲလေးတော့မတင်ပေးဖြစ်ဘူးဗျာနော်ဒါကြောင့်မို့ကျွန်တော်အကောင်းဆုံးတော့နေ့စဉ်နေ့တိုင်းနဲ့ကျွန်တော်အကြိုက်လေးတွေရွေးချယ်ပြီးတော့သုံးသပ်ပေးမယ်ဘာလို့လဲဆိုတော့ brother လည်းအကြိုက်ချင်းတူရင်ကစားလို့ရအောင်လို့ပါဗျာနော်ကျွန်တော်အလုပ်လေးများတဲ့အတွက်ကြောင့်မတင်ဖြစ်တဲ့အတွက်တောင်းပန်ပါတယ်ဗျာကဲဒါဆိုရင်ကျွန်တော်ဘာမှတော့ထွေထူးမပြောတော့အဓိကလွင်းတွင်းလောက်ပဲထားပြီးသုံးသပ်ပေးမယ်လက်ရှိမှာဒီလီကဖလားပွဲစဉ်တွေဆိုရင်လက်ရှိမှာအတ္တနာဂျူဘန်တက်ဂျူဘင်ရရှိပေးတဲ့ဈေးတန်းကပြောမယ်ဆိုလို့ရှိရင် level ပြား20ရှုံးကြလောက်ပေးတယ်ဂိုးပေါင်းကြီးကနှလုံးပြား80ရှုံးကြီးဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်အနေနဲ့ပြောမယ်ဆိုမနေ့ကပွဲစဉ်တော်တော်များနဲ့ဒီတိုင်းပဲမနေ့က AC Milan ပွဲစဉ်တို့မနေ့ကပွဲစဉ်တွေ brother တို့လည်းအမြင်brother တို့လည်းသိပါလိမ့်မယ်မနေ့ကပွဲစဉ်တော်တော်များများဆိုလို့ရှိရင်လည်းတကယ်လူကြိုက်များတဲ့အသင်းတွေပဲနိုင်သွားတာများတယ်ဘာလို့ဆိုမနေ့က AC ဆိုတဲ့ဒီတိုင်းပဲပြောမှဆိုရင်ဈေးရကြည့်မယ်ဆိုရင်အဲ့လောက်ကြီးဟိုဒီဘက်ကြီးပေးတာမရှိဘူးဒါပေမဲ့မနေ့ကဆိုရင်ဈေးသီးနဲ့နိုင်သွားတယ်အဲ့လိုမျိုးပေါ့ဗျာနော်ဒီနေ့အနေထားမျိုးပြန်ကြည့်မယ်ဆိုရင်ဈေးတွေကလည်းတိတ်ပြီးတော့ထူးခြားပေးတာမရှိဘူးမန်စီဆိုတဲ့ဒီတိုင်းပဲမနေ့ကဒီခါရမန်ကမှာဆိုလို့ရှိရင်မနေ့ကကူပြက်နဲ့နိုင်သွားတယ်ဂိုးပေါင်းမှာပေးတယ်ဇုံဘော်ဒီပေးတဲ့အနေထားမျိုးတူကြည့်ပေါ့ဗျာနော်ဒါကြောင့်မို့ဒီအနေထားမှာဆိုလို့ရှိရင်မနေ့ကအင်တာမီလန်ဆိုဒီတိုင်းပဲအင်တာမီလန်အနေနဲ့မနေ့ကဘော်ဒီရောဂိုးပေါင်းပဲရသွားတယ်ဘော်ဒီကတော့တူးအောင်လို့ရတဲ့မျိုးနဲ့တော့ဘော်ဒီတော့ကျသွားတယ်လုံးပြည့်စုံပေးရဆိုတော့ဒီနေ့ဂိုးပေါင်းနဲ့ရှင်ကြည့်ပဲဆိုရင်အီလီကပွဲစဉ်ကနှလုံးပြား80ရှုံးကြီးလောက်ပဲဈေးနဲ့ရပေးတယ်ဆိုကျွန်တော်ကတော့ဂိုးပေါ်လောက်မယ်လို့တော့ကျွန်တော်သိရမထင်ဘူးဘာလို့လဲဆိုတော့မနေ့ကအင်တာမီလန်ပေးတဲ့ဈေးတန်းကဘော်ဒီတစ်လုံးပြည့်ရှုံးကြီးဂိုးပေါင်း3လုံးပလက်ပေးတာကမနေ့ကဂိုးပေါင်း3လုံးပလက်ပေးတဲ့အတိုင်းပဲဂိုးပေါင်းပဲပြား90ပေးသွားတယ်ဘော်ဒီကြီးလုံးချသွားတယ်မနေ့ကဘော်ဒီကြီးမအောင်ဆိုတော့ဒီနေ့မှာဘော်ဒီကြီးလောက်ပဲကျွန်တော်အဓိကထားပြီးဦးစားပေးမယ်ခေဒါဆိုရင်လက်ရှိအနေထားဒီလိုပွဲစဉ်တွေကြတော့လက်ရှိကစားရတဲ့ပွဲစဉ်တွေအနေထားနဲ့ပဲပြန်သုံးသပ်မှရမှအနေထားမျိုးဘာလို့လဲဆိုတော့ brother အနေနဲ့ဒီလက်ရှိအနေထားမနေ့ကဆိုရင်ဒီတိုင်းပဲတူနေတဲ့အင်တာမီလန်ပွဲစဉ်ဆိုလို့ရှိရင်မနေ့ကအင်တာမီလန်တက်သွားပြီเนาะအင်တာမီလန်တက်သွားပြီနောက်တစ်ခုဒီနေ့မှလည်းဒီတိုင်းပဲဒီဂျူဗင်နဲ့အတလာဆိုရင်ဘယ်ပွဲစဉ်တက်မလဲရှုံးတဲ့အသင်းကတော့ထွက်မှအနေထားမျိုးဆိုတော့နှစ်သင်းလုံးအနေနဲ့ကတော့လက်ရှိအနေစရာတော့ဘာမှပြောစရာအပြည့်ရလို့မရှိဘူးဂျူဘင်ဆိုလည်းဒီတိုင်းပဲဂျူဘင်ဆိုလို့လည်းသူကစားတဲ့ပွဲစဉ်နောက်ဆုံးကစားတဲ့ပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်ရှုံးပွဲလို့မရှိဘူးအနိုင်နဲ့တည်နဲ့များတယ်လက်ရှိဒီပေါ့အတလန်တာဆိုလည်းလက်ရှိကစားတဲ့ပွဲစဉ်တိုင်းဒီတိုင်းပဲနောက်ဆုံးကစားတဲ့ပွဲစဉ်ကိုမိုစီစီနဲ့တေကြတာပဲရှိတယ်ဒီရရင်ကစားတဲ့ပွဲစဉ်မှာဆိုတော့ပါမောက်4-0တို့တခြားပွဲစဉ်တွေဆိုဒီတိုင်းပဲသူ့အနေနဲ့တိုရီနို2-0ဘလောနာ0-2ရက်လက်ကောင်းနေရှိရဲဆိုတော့လောလက်အနေထားရကြည့်မယ်ဆိုလို့ရှိရင်လောလက်ဒီကစားတဲ့ပွဲစဉ်တိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီအတလန်နာအနေနဲ့ပွဲစဉ်ပွဲတိုင်းမှာဂိုးရတဲ့အနေထားမျိုးတွေများတယ်ဂိုးရဖို့ရခိုင်တော့ပုံများဖို့ရခိုင်တော့ရှိတယ်သူကစားတဲ့ပွဲစဉ်တိုင်းကလည်းဂိုးရတာများတယ်ဆိုတော့လက်ရှိဂျူဘင်လိုအသင်းမျိုးကအတလန်နာအနေနဲ့ဂိုးပြန်ရဖို့ဆိုတာကလွယ်ကူနေတဲ့အနေထားမျိုးကျွန်တော်ယူဆတယ်ဒါဆိုရင်ဂျူဘင်ပြန်ကြည့်မယ်ဂျူဘင်လည်းဒီတိုင်းပဲလက်ရှိလောဆယ်အနေထားကြည့်မယ်ဆိုရင်သူလည်းအတနာလိုပဲရလက်ဆိုးရတဲ့ရလက်တော့မရှိဘူးပွဲစဉ်ပွဲတိုင်းမှာဆိုလို့ရှိရင်ပေါ့အပြင်အလံကိုရတာပေါ့ရှိရကိုပြောမယ်ဆိုရင်သူရှုံးပွဲလို့လက်ရှိခုနောက်ပိုင်းမှာမရှိတော့ရှားတယ်ဆိုတော့ရက်လက်ပဲကြည့်မယ်ဆိုရင်နှစ်သင်းတစ်ဖက်လုံးကတကယ်ရှင်းကြည့်မယ်ဆိုရင်သူမသားကိုမသားပဲဘယ်ရမှာအားသာချက်အနိုင်ချက်လို့မရှိဘူးဒါပေမဲ့အဓိကကျွန်တော်ပြောချင်တာကဂျူဘင်လက်ရှိဖြစ်သွားတဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်၄ပွဲလောက်က3ပွဲလောက်တော့သူဂိုးရတယ်နောက်ဆုံးတစ်ပွဲပဲမွန်နာကိုနဲ့ကစားတဲ့ပွဲစဉ်ချန်ပီယံလိပွဲစဉ်တစ်ပွဲလောက်ပဲဂိုးမရရှိခဲ့တာဆိုတော့အဆောင်းနာကျွန်တော်ပြောသလိုပဲတစ်ဖက်အသင်းကိုပြန်ကြည့်မယ်ဆိုရင်တစ်ဖက်အသင်းရဲ့ပွဲစဉ်ပွဲတိုင်းလက်ရှိမှာဂိုးရတာများတယ်ဒီဘက်အသင်းကိုပြန်ကြည့်မယ်ဆိုရင်ဒီဘက်ဂျူဘင်အသင်းကလည်းပွဲစဉ်ပွဲတိုင်းနောက်ဆုံးကစားတဲ့ပွဲစဉ်၄ပွဲလောက်မှာမွန်နာကိုနဲ့ပွဲစဉ်တစ်ပွဲလောက်ပဲဂိုးမရတာပဲရှိတယ်ကျန်တဲ့ပွဲစဉ်ကဂိုးရတယ်ဆိုတော့နှစ်သင်းတစ်ဖက်လုံးဂိုးသွင်းကောင်းနေပါလျက်နဲ့ဂိုးပေါင်းကြီးနှလုံးမိုင်းနာပြား80ရှုံးလောက်ဖောက်တယ်ဆိုတော့ကျွန်တော်ထင်ပြောမယ်ဆိုလို့ရှိရင်နိုင်ရင်တစ်ဖက်သက်ပဲကတ်နိုင်လောက်မယ်လို့ကျွန်တော်ယူဆတယ်အဲ့လိုဘယ်လိုမျိုးလဲဆိုဗျာဂျူဘင်နဲ့ဂျူဘင်နိုင်တစ်ဖက်သက်အဲ့လိုသဘောမျိုးအတလန်နိုင်နဲ့အတလန်တစ်ဖက်သက် 1-0 2-0 ဒီလောက်နဲ့ပဲကျွန်တော်သွားမယ်ထင်တယ်ဘာလို့လဲဆိုတော့မနေ့ကဒီပွဲစဉ်မှာဆိုရင်ဒီတိုင်းမနေ့ကအင်တာမီလန်ဆိုဗျာဆွမ်းကျွန်တော်ပြောသလိုပဲမနေ့ကဆိုရင်ဂိုးပေါင်းကြီး3လုံးပလက်ပေါ်ဘော်ဒီလုံးပြည့်ရှုံကြီးဖောက်တယ်မနေ့ကဘော်ဒီကြီးမပြောဂိုးပေါင်းကြီးပဲပေးသွားတယ်3လုံးပလက်က3လုံးပလက်ပွဲစဉ်တော်တော်များများကအဲ့လိုပဲ2-1ဖြစ်တာပဲများတယ်3-0ဆိုတာဖြစ်ခဲတယ်မနေ့က3လုံးပလက်ပေးတဲ့အတိုင်းပဲအင်တာမီလန်နဲ့ဒီကလပ်မှာဆိုလို့ရှိရင်2-1နဲ့ပြီးတယ်ဂိုးပေါင်းပေးတယ်ဘော်ဒီမပေးဆိုတော့ဒီနေ့နေတာကျွန်တော်ဆောင်းပြောသလိုပဲနှစ်သင်းတစ်ဖက်လုံးဂိုးပွဲစဉ်ပွဲတိုင်းမှာဂိုးတွေရနေပါလျက်နဲ့ဂိုးပေါင်းကြီးနှလုံးမိုင်းနာပြ80ရုံကြီးဖောက်တာကကျွန်တော်နေပြောမယ်ဆိုရင်ဂိုးပေါင်းအဖို့ရဟန်လုံးများတယ်ဘာ
ဘာလို့ဆိုတော့လောက်ဂိုးတွေမြူးနေပါလေနဲ့ဗျာတကယ်ဆိုရင်ဟိုနှစ်သိန်းတစ်ဖက်လုံးတကယ်မနေ့ကလည်းကိုပေါင်းကြီးပြင်းသုံးလုံးပလက်ဖောက်တာလည်းရောက်မနေ့ကလည်းဂိုးပေါ်သွားရဆိုဒီနေ့မှာ2 minor တပွဲလေးရှိတယ်နှလုံး minor ပြ80ရုံနေဖောက်တာအဲ့တော့ကျွန်တော်တို့ပြောမှစင်9အောင်ကတ်နိုင်တော့မှနေထားမှကျွန်တော်ယူဆတယ်ဒီပွဲစဉ်လေးကတော့ကျွန်တော်ဆရာပြောသလိုပဲဒီပေါ့အတလာနိုင်လည်းအတလာနိုင်လို့ရှိလဲ 1C 2C အလွန်ဆုံးပဲဂျူဗင်နိုင်လို့ရှိလဲ 1C 2C အလွန်ဆုံးပဲဒါဒီလောက်ပဲလို့ကျွန်တော်မှန်းတယ်တကယ်လို့ဟိုကန်ကောင်းမယ်ဆိုလို့ရှိရင်ဒါရာ1-1တစ်ပေါက်သွားပြီးအချိန်မွေသွားရင်လည်းသွားနိုင်တယ်ဘာလို့လဲဆိုတော့လက်ရှိကိုပေါင်းကြီးကဟိုမနေ့ကပွဲစဉ်နဲ့ပြန်သုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်ကနှစ်ထပ်လုံးရလက်တွေကောင်းနေပါလေနဲ့ကိုပေါင်းကြီးနှလုံးမိုင်းနာပြ80လုံးဖောက်တယ်နှလုံးရှုမယ်ဆိုတော့ပြ80ပဲရှုမယ်အနေထားမျိုးဗျာသားတို့ကိုတချို့ကတော့ဟိုဂိုးပေါင်းအနေနဲ့ကြည့်မယ်ဆိုတော့ဂိုးပေါကြိုက်မဲ့ညူကိုများတယ်ကျွန်တော်ကတော့မနေ့ကပွဲစဉ်နဲ့ပြန်သုံးသက်ရှင်ကြည့်ရမယ်ဆိုရင်ဒီနေ့မှာဘူကီအဲ့လောက်ကြီးလွယ်လွယ်နဲ့ရှောက်မယ်ပေးလို့ကျွန်တော်ယူဆတယ်ဂိုးပေါပဲအကြံပြုပါတယ်ဗျာနော်ဒါကြောင့်မို့အဲ့ဒါနဲ့ဂျူဘင်ကျွန်တော်ဂိုးပေါကြိုက်ပါတယ်ဗျာနောက်တစ်ပွဲစပင်ကပွဲစဉ်ရက်ပတ်တင်နဲ့အဒီကိုမတ်လက်ရှိမှာအဒီကိုက level ပြား60ရှုံးကြီးပေးတယ်ဂိုးပေါင်းကြီး3လုံး80နိုင်ကြီးတော့ရက်ပတ်တဲ့အဒီကိုဘယ်လိုပြောမလဲဆိုလို့ရှင်တော့ဟိုလက်ရှိအနေထားအဒီကိုပေးတဲ့ဈေးတန်းကမှန်လားလို့မေးမယ်ဆိုလို့ရှင်ရက်ပတ်ဆိုတာဘရာသာတို့အမြင်ပဲဟိုပြီးကြတဲ့နှစ်တွေတုန်းကတော့သူကောက်ဟိုပါပေါ့သူကစားခဲ့တဲ့ပွဲစဉ်ပွဲတိုင်းကဟိုသူ့အနေနဲ့ဈေးတန်းရကြည့်မယ်ဆိုသူကပဲပြန်ပြီးတော့ကြေးပြင်းပြင်းဖောက်တာများတယ်ဒီနေ့ယာတီမှာဆိုလို့ရှိရင်ယာတီစပြီဆိုတဲ့ကကျွန်တော်ဒီသုံးသက်တဲ့ဒီပွဲစဉ်တိုင်းရက်ပတ်တဲ့ပွဲစဉ်သုံးသက်တဲ့ပွဲစဉ်တိုင်းတော်တော်များများမှာရက်ပတ်ရဲ့အနေနဲ့ဈေးတန်းရကြည့်မယ်ဆိုတော်တော်လေးကိုဟိုပီကက်နဲ့ယာတီနဲ့မတူဒီနေ့ယာတီတော်တော်လေးကိုပျော့နေရတယ်ရှိတယ်ဟိုပြောမယ်ဆိုများရက်ပတ်ကပြီးတဲ့ယာတီတုန်းကဈေးတန်းပြင်းတယ်ဟိုကြေးတန်းရကြည့်မယ်ဆိုရင်ကြေးပြင်းတယ်ကြေးပြင်းတဲ့အလျောက်အောင်တာတွေများတယ်ဒီနေ့ယာတီကြတော့ဗျာပြီးတဲ့နေ့ယာတီနဲ့တော့မတူတော့ဘူးပွဲစဉ်ပွဲတိုင်းမှာဒီနေ့မှတန်းလာအသင်းနဲ့တွေ့တဲ့ပွဲစဉ်ပွဲတိုင်းလည်းဒီတိုင်းပဲကြေးလေးတွေအပြည့်ပြည့်လေးပေးတယ်ရှုပ်ပွဲစဉ်ဆိုကြေးပြောတဲ့အတိုင်းပဲကြားတာရများတယ်ဆိုတော့လက်ရှိဒီအီဒီကိုအနေနဲ့ပြန်ကြည့်မယ်ဆိုရင်အီဒီကိုဆိုတာလည်းဘာသာလို့အတီးပဲတကယ်အသင်းကြီးတဲ့เนาะအသင်းကြီးတဲ့စပိန်မှာဆိုရင်အသင်းကြီးတဲ့ပဲဟိုလက်ရှိအနေထားရေးဘက်ကိုလည်းပဲပြား90ရှုံးကြီး60ရှုံးကြီးလောက်ပေးတယ်ဆိုတော့ဈေးတန်းရကြည့်မယ်ဆိုတော့ကျွန်တော်သိတော့မကြိုက်သေးဘူးဆိုတော့ဘာလို့အဓိကပြောလဲဆိုရင်လက်ရှိအီဒီကိုလက်ရှိပေးတဲ့ဈေးတန်းကထိုးစားတွေအကြိုက်နေမယ်ဆိုတော့နေပြောတဲ့ဈေးတန်းမျိုးဟိုကျွန်တော်နေပြောမယ်ဆိုရင်ဟိုပွဲစဉ်ကနှစ်ပွဲပဲရှိတယ်ဟိုနှစ်ပွဲတည်းရှိတဲ့အတွက်ကြောင့်ဟိုမနေ့ကတော့ဇုံပေါ်တွေပေးရတယ်များတယ်ဆိုတော့ဒီနေ့အနေထားကတော့ဟိုဘယ်လိုတွေပေးမလဲဆိုတော့နည်းနည်းစိတ်ဝင်စားတယ်မနေ့အသင်းကြီးတွေမနေ့မစီးတဲ့ဇုံပေါ်ပေးတယ်နောက်ဆိုလည်းမနေ့ကဂိုးပေါင်းပေးတယ်တခြားပွဲစဉ်တွေဒီတိုင်းပဲပေးရတယ်များတယ်ဒါဆိုရင်ရက်ပတ်ကိုအီဒီကိုလက်ရှိပေးတဲ့ဈေးတန်းမှန်လောက်လားအဲ့ဒါပဲကျွန်တော်ကြည့်မယ်ဘာလို့လဲဆိုတော့ဟိုရက်ပတ်ကဆွမ်းကျွန်တော်ပြောသလိုပဲလက်ရှိကစားတဲ့ပွဲစဉ်တိုင်းမှာဆိုလို့သူနဲ့ရက်လက်ကောင်းတာတော့ဟိုတိတ်ပြီးတော့စိုးွားတော့မရှိဘူးလက်ရှိအီဒီကိုပေးတဲ့ဈေးတန်းကတော့လက်ရှိအနေနဲ့လည်းပဲပြား60ရှုံးရင်လောက်ကတော့နိုင်ရောက်တဲ့ဂျင်းမျိုးကျွန်တော်မယူဆဘူးအီဒီကိုပြန်ကြည့်မယ်ဆိုလို့ကျွန်တော်အီဒီကိုလက်ရှိပေးတဲ့ဈေးတန်းထိုးစားတဲ့အကြိုက်ပေးတဲ့ဈေးတန်းဖြစ်ပြီးတော့ loss လက်အနေထားကြည့်မယ်ဆိုအီဒီကိုရှုံးခဲ့တာဆိုလို့ဒီရှမယန်လေးမှာဘိုလိုကင်းတို့အသင်းမျိုးကိုပဲ1-2လို့ရတဲ့မယ်ရှုံးတာပဲရှိရဒီရင်ကစားတဲ့ပွဲစဉ်နောက်ကစားတဲ့ပွဲစဉ်အကုန်လုံးပွဲစဉ်တိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟိုရလက်စိုးွားတဲ့ရလက်တစ်ခုမှမရှိဘူးအနိုင်နဲ့တည်ကြည့်ရဗျာသားတို့ဒါကြောင့်ကျွန်တော်နေပြောမယ်ဆိုရင်ဒီနေ့မှာတကယ်တမ်းပြင်မဲ့ဆိုရင်ရက်ပတ်ကဒီနေ့ရာသီစပြီဆိုတဲ့ကဟိုဘရာသာတို့လည်းတစ်ချက်လောက်ပြန်ပြီးတော့ဟိုပါပေါ့ဒီချို့ညီကိုတွေတိလိုက်မယ်ဈေးတန်းရပြန်ကြည့်မယ်ဆိုရင်ဟိုတော်တော်များများဟိုသူနဲ့ဖြတ်တန်းခဲ့တဲ့ပေါ်ချင်းပြန်ခဲ့တဲ့ပွဲစဉ်တော်တော်များများရက်ပတ်ပြန်ပြီးဈေးတန်းပျော့ပျော့လေးပဲပေးခဲ့တာနော်ဒီနေ့အီဒီကိုရက်ပတ်ကိုပေးတဲ့ဈေးတန်းကတကယ်တမ်းပြောနိုင်ရင်မဖြစ်နိုင်ဘူးဘရာသာတို့ဒီပွဲကအနည်းဆုံးတည်ရသွားမယ့်အနေအထားမျိုးတေးစွာ1-1-2-2-3အဲ့လိုမျိုးပဲကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ဟိုလက်ရှိအီဒီကိုအနေထားကလည်းအီဒီကိုပေးတဲ့ဈေးတန်းကထိုးစားတဲ့ကြိုက်လည်းပေးထားတယ်နောက်ပြီးတော့ဂျူမီနဲ့အတနာပေးတဲ့ဈေးတန်းကဒီတိုင်းပဲထိုးစားတဲ့ကြိုက်ပေးထားတယ်ထိုးစားတဲ့ကြိုက်ဆိုတော့ကဂိုးပေါင်းကြီးဆိုရင်တန်းပဲနှလုံးပြား80ရှုံးကြီးသုံးလုံးရှိရင်ပြည့်နိုင်မယ်ဂျီမွန်နှစ်ဖက်လုံးဂိုးတွေမြူးနေပါလေနဲ့ဂိုးပေါင်းကြီးလည်းထိုးစားတဲ့အကြိုက်ရှပေးထားတယ်လက်ရှိအခုကျွန်တော်သုံးသက်ပေးတဲ့ရက်ပတ်တဲ့ပုံစံဒီတိုင်းပဲအီဒီကိုရဲ့ရက်ပတ်တဲ့ဘယ်သူမှဆိုအီဒီကိုပဲကစားမှာပေါ့ဗျာနော်အီဒီကိုပဲကစားမှာပေါ့ကျွန်တော်တင်ပြောမယ်ဆိုလို့ရှိရင်လက်ရှိပေးတဲ့အီဒီကိုရက်ပတ်ကိုမနိုင်လောက်မဟုတ်နိုင်လောက်တယ်ဒီအနေထားနဲ့ဒီစင်းနဲ့ဒီစင်းမနိုင်မဟုတ်နိုင်လောက်တယ်ဒါပေမဲ့ဈေးတန်းရကြည့်မယ်ဆိုရင်လည်းပြား60ရှုံးရင်လောက်ကတကယ်တမ်းပြောမယ်ဆိုရင်ထိုးသားတွေအကြိုက်ဘူကတွေရှပေးတယ်မင်းညာကတော့ရှပေးတာပြီးထိုးသားတွေတော်တော်များများမင်းညာရတဲ့ညီကူတွေများတယ်တချို့မောင်းမောတဲ့ညီကူတွေများတယ်ဟွာတချို့ကိုစန်းကိုတိုင်းဒီပေါ့ငွေကြေးအာမခံပြီးတော့ကြော်ညာပေးနေတဲ့ကုမ္ပဏီမှာဆိုမနေ့ကကိုစန်းရဲ့လူတစ်ယောက်ပဲဟိုမောင်းပေါက်သွားတယ်ဒီသိန်း300ကျော်ပေါက်သွားတယ်သူက15သိန်းမောင်းထိုးတာအသင်းများများထိုးတာဒီသိန်း300ကျော်ပေါက်သွားတယ်ဒါပေမဲ့တသိန်းတော့တည်နဲ့
အပြည့်နိုင်မယ်ဆိုလို့ရှိရင်3900ကျော်ရပါမနေ့က3300ကျော်ပေါက်သွားတယ်ဒါကြောင့်မို့ဟိုတချို့ကိစ္စတွေဆိုရင်ကိုစားအဲ့လိုမျိုးယုံကြည်စိတ်ချရနေတယ်ပဲမိတ်ဆက်ပေးတာများတယ်ဒါကြောင့်မို့လက်ရှိရက်ပတ်ပေးတဲ့ကြီးကဟိုနိုင်ချင်းမဟုတ်ဘူး brother တို့တကယ်ပေးမယ်ဆိုရင်တော့ automatic အနေနဲ့ကောင်းကောင်းတန်ကန်ကြီးပေးလို့ရတယ်ထိုးစားတဲ့အကြိုက်ပေးတဲ့ကြီးကဒီလိုကြီးမျိုးမဖြစ်နိုင်ပါဘူးဗျာเนาะဒါကြောင့်မို့ကျွန်တော်တော့ရက်ပတ် body ပဲကြိုက်ပါတယ်ဗျာเนาะကြည့်ဒါဆိုရင်ဒီနေ့မှာကျွန်တော်စုစုပေါင်းနံပါတ်30ပေးခဲ့ပြီဟိုဒီရှုံးတဲ့ပွဲစဉ်တွေဖြစ်တဲ့ကြောင့် brother အနေနဲ့ရှင်းရင်ပြကျွန်တော်ကစားစီရင်ပါတယ်ဗျာเนาะနောက်နေ့မှာလည်းကျွန်တော်အကြိုက်လေးရွေးချက်ပြီး30ပြီးတင်ပေးမယ် brother အနေနဲ့လည်းအကြက်တွင်ကစားလို့ရအောင်ကျွန်တော်လက်ရှိ30ပေးတဲ့ TikTok ဒီဟိုပေါ့ဒီ TikTok တို့ YouTube တို့ Facebook တို့မှာကျွန်တော် link လေးရှာပေးထားတယ်ဒီ TikTok ဆိုရင် profile အောက်မှာ Telegram channel လေးရှိတယ် YouTube ဆိုရင်ကျွန်တော် comment ထဲမှာ channel Viber channel Telegram channel ရှိတယ်ဒီကနေ join ပေးထားပါ Facebook ကညီကိုတွေကတော့ကျွန်တော်အနေနဲ့ link ရှာပေးလို့မရဘူးဖုန်းနံပါတ်ပဲရှာပေးထားမယ်ဖုန်းနံပါတ်ကဆက်ဆက်လာပြီးပါဗျာเนาะကြည့်ဒါဆိုရင်အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်နေ့မှပြန်ဆုံကြမယ်เนาะ